ခုနောက်ဆုံးရရှိထားသောသတင်းတွေအရအီရန်နိုင်ငံအတွင်းမှာရှိတဲ့အစိုးရရဲ့အဓိကအမိန့်ပေးကိုကဲမှုစနစ်တွေနဲ့စစ်ဖက်ဆိုင်ရာအဆောက်အဦတွေဟာပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့်မြေလံဖြတ်စီးခြင်းခံလိုက်ရပြီးဖြစ်ပါတယ်။ Operation Epic Fury စစ်စင်ရေးအမေရိကန်ဦးဆောင်တဲ့ Operation Epic Fury စစ်စင်ရေးဟာအီရန်အစိုးရရဲ့အဆင့်ဆင့်သောကိုကဲမှုရန်တရားကိုပြတ်မှတ်ထားရှင်းမုံခဲ့တာပါ။မတ်လ6ရက်နေ့နဲ့17ရက်နေ့တွေမှာပြုလုပ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအလွန်ကြီးကျပြီးထိရောက်ခဲ့တယ်လို့သိရပါတယ်။ပြည်စည်းဆုံးချုံမှုအရှိန်အီရန်မြို့ကြီးတွေဖြစ်တဲ့တီဟီရန်ကဘရစ်နဲ့ဟာမဒန်မြို့တွေမှာရှိတဲ့စစ်ဖက်ဆိုင်ရာအခြေစိုက်စခန်းတွေပောက်ကွဲဖျက်ဆီးခဲ့ရပါတယ်။ဗီဒီယိုမှတ်တမ်းတွေအရမြို့ပေါ်မှာမိခိုးလုံးတွေဖုံးလွှမ်းနေပြီးကယ်ဆယ်ရေးလုပ်ငန်းတွေအသေးအတန်လှုပ်ဆောင်နေရတာကိုတွေ့နေရပါတယ်။စစ်ရေးနိုင်ငံရေးသုံးသပ်ချက်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းမစ်ပွန်ပီယိုရဲ့ပြောကြားချက်အရဒီတိုက်ခိုက်မှုဟာအမေရိကန်အဆင့်မြင့်စစ်ရေးနည်းပညာနဲ့အစ္စရေးနိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်အောင်မြင်ခဲ့တာလို့ဆိုပါတယ်။တစ်ဖက်မှာလည်း Republican မဟာဗျူဟာပညာရှင်တွေကရခိုင်အစိုးရတွေရဲ့အီရန်အပေါ်ပျော့ပြောင်းတဲ့မူဝါဒတွေကြောင့်အီရန်ဟာအကြမ်းဖက်မှုတွေကိုငွေကြေးထောက်ပံ့ခွင့်ရတာလို့ဝေဖန်ထောက်ပြနေပါတယ်။လက်ရှိမှာတော့အီရန်ရဲ့အုပ်ချုပ်ရေးရန်တရားတွေဟာဒီတိုက်ခိုက်မှုတွေကြောင့်အကြီးအကျယ်တုန်လှုပ်နေပြီးဒေသတွင်းစစ်ရေးအခြေအနေဟာလည်းပုံမတင်းမာလာနေပါတယ်။